မင်္ဂလာပေါင်းနဲ့ပြည့်စုံသောညာချမ်းလေးဖြစ်ပါသေးလို့ကျွန်တော်ဆရာမင်းကျော်စောကနေစုမှုကောင်းတောင်းလိုက်ပါတယ်ဗျပြောချင်တဲ့စကားကတော့ကျွန်တော်အားတဲ့အချိန်လေးတွေပေါ့ကျွန်တော်ဒီမကျွတ်မလို့ဝင်နေရပရာလောကသားနဲ့ပတ်သက်တဲ့အကြောင်းရင်းလေးတွေကိုကျွန်တော်အများကြီးကျွန်တော်ပြောပြဖြစ်တယ်ပေါ့ပရာလောကသားဆိုတာကတော့တနည်းအားဖြင့်ပြပရာလောကသားကတော့ပုရုဇဉ်တယောက်ကတည်ပြီးတဲ့ဘဝနောက်ပိုင်းကာလအခါသမယလေးပေါ့ကျွန်တော်ဒီလုပ်ငန်းလေးအားဖြင့်တွေ့ကြုံရတဲ့အကြောင်းရင်းပြောပြမယ်ဆိုတော့အတော်များများယနေ့မျက်မှောက်ခင်မှာတော့မကျွတ်မလို့ပရာလောကသားတွေများကြတယ်ပေါ့မကျွတ်မလို့ပရာလောကသားတွေများကြတယ်အဲ့ဒီထဲမှာသားသမီးကိုဆွဲလန်းစိတ်ဇနီးမယားကိုခင်တွယ်စိတ်ယောဂဗျာကြီးကဖြစ်စည်းတဲ့စိတ်အဲ့ဒီစိတ်မျိုးတွေနဲ့ဒါဘဝခန္ဓာခြုံငင်းသွားမယ်ဆိုရင်တချို့ကြတော့လျှက်တစ်ပြက်ကြက်တမိတောင်းတငယ်တွေမှာပေါ့ထန်းသီးကြီးကကြီးနေကအခါသမယလေးမှာကျွတ်ထွက်တန်ရုံအခါသမယလေးတစ်ပတ်ဖြစ်ဖြစ်ဒုဒ္ဓလေးများလက်နဲ့ခဲမီရောက်ရင်လည်းဖြစ်ဖြစ်နီးမျိုးစုံတော့ကျွလင်းပြည့်စည်ကြတယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတော့ခန္ဓာကိုယ်ကြီးကိုတော့သူတို့ကြိုက်တဲ့နေရာကိုတည်လို့ကြိုက်တဲ့နေရာမှာမြေမြုပ်တင်းကြိုဖြည့်ဆည်းလို့ရပါမယ်အဲ့ဒီခန္ဓာကိုယ်ကထွက်ရှိတဲ့စိတ်ဝိညာဉ်လေးကမကျွတ်မလို့ပရဆိုအပရပရာလောကသားဘဝမှာရောက်ရှိကြတယ်အချို့ကြတော့လေဒီကျန်သူမိသားစုရဲ့9ရက်ရက်လဲလို့တစ်လပြည့်လို့တစ်နှစ်လို့စရတဲ့တရိယာဆုံးတို့မျိုးမျိုးစုံပြုတ်ပေးတော်ညာလဲအဲ့ဒီကုသိုလ်ကိုမတိနိုင်လို့တာရုမခေါ်နိုင်လို့မကျွတ်မလို့ဘဝတွေကအများကြီးရှိရတယ်တွေ့ရတယ်အချို့ဆိုကျွန်တော်စီတော်တော်လာကြတဲ့ခါတည်းတော့3နှစ်5နှစ်9နှစ်ဒီ17နှစ်အစသည်အပြင်လာကြတချို့ကြတော့ကံကောင်းလို့လွတ်မြောက်တော့တာရှိပါတယ်တချို့ကြတော့လည်းကံကောင်းပြီးတော့လူဝင်စားဘဝတွေရောက်သွားပြီးတော့ဗာနေသားလေးဗာနေသမီးတွေစသည်အသက်ကဘယ်လောက်ရှိပြီဆိုတော့ကျွန်တော်ဒီအဘဘိုးမင်းကောင်ဒီဘိုးဘွားမင်းကောင်တက်စီရဲ့ဆရာပေါ့အဘတို့ဟာဒီဝင်တေချာကြနာစာတေချာတိကျမှန်ကန်စွာပြောကြပြီးတယ်အချို့ကြတော့လည်းသူတို့ဆုံးခဲ့တဲ့ကာလအတိုင်းဆေးုံမှာဆုံးခဲ့တယ်ဆိုရင်အဲ့ဒီဆေးုံမှာနေရတဲ့အတိုင်းကြီးကိုသူတို့ပြန်ဝင်လာတယ်ပေါ့လက်ကျိုးရင်လက်ကျိုးဆိုချီကျိုးတယ်စာတီးရမယ်ခွဲစိတ်ထားရင်ခွဲစိတ်ထားလို့ပိုက်တန်းနဲ့ဆိုတိုင်းတန်းနဲ့ပေါ့သူတို့ဖြစ်တည်မှုအပေါ်အတိုင်းကိုသူတို့ပြန်ဝင်လာတာဗျပရာလောကသားအဲ့ဒီတော့ဒီမှာကျတော့တခုကျွန်တော်တို့စီမှာကျတော့တခုအတ္တကျက်ကလေးရှိတယ်ဘာအတ္တကျက်ရှိရဆိုတော့သူဆုံးခဲ့တဲ့နှစ်ပိုင်းခြားလေးအတိအကျလေးပြောဥပမာသဘောတစ်ခုပေါ့တည်တဲ့မူလအတိုင်းပေါ့မူလပြန်လို့ခေါ်တာပေါ့မူလအတိုင်းလေးသူတို့အတန်သူတို့ဟန်နဲ့ပြန်ပြီးဝင်လာတာရှိတယ်တချို့ကြတော့လာမေးတာ3ရက်လောက်လာမေးတယ်ဗျာဒါသမီးပဲပြဇနီးမယားပဲလာမေးတယ်ဒါပေမဲ့သူတို့တွေ့ကျင်ဆုံကျင်တဲ့လူကိုသူစိတ်ဆွဲလန်းရှိတဲ့လူကိုမေးတယ်ရှိတယ်ဘယ်သူမှပါဘူးလားလို့ဘဝမှာပါဘူးလားလို့အဲ့လိုနာမည်တွေနဲ့တေချာကြနာဆိုတာတိကျမှန်ကန်ဆိုတာခေါ်ပြီးတော့ပြောတာရှိတယ်ဒါကြောင့်မို့ဒီပရာလောကသားအလုပ်ကလေးကိုကျွန်တော်လှုပ်ဆောင်ရတာကုသိုလ်လေးရဝန်လဲဝအလုပ်မလို့ဒီပုံကလေးကိုလည်းအများသိအောင်လို့ share ပေးစေချင်ပါတယ်ဗျနော် share ပေးခြင်းကိုကိုညီပေးကြပါဒါလည်းတစ်ဖက်တစ်လမ်းကုသိုလ်ဒါနအပြင်ယူပေးတာနဲ့အတူတူပါပဲဗျ